ကိုမဖြစ်ချင်တာတွေဖြစ်မှာစိုးရိမ်တယ်ကိုဖြစ်ချင်တာတွေမဖြစ်မှာစိုးရိမ်တယ်အဲ့ဒီစိုးရိမ်မှုဟာဘာကြောင့်ဖြစ်တာလို့မြတ်စွာဘုရားဟောတော့ဒီဒေသနာမှာဇာတိကြောင့်ဖြစ်တာလို့ဟောတာနော်ခုနတုန်းကဒေသနာလေးကိုအားကောင်းဘုံဘုံကတတ်သိအထောက်ထားဒေသနာအထောက်ထားလေးထပ်ပြတာဟုတ်လားပြောရင်တာကတိတ်မများဘူးလူဖြစ်လာလို့လူဒုက္ခတွေခံရတာလို့ဒီလိုနားလေသိချင်တာအစင်မပြေတာတွေကြုံလာပြီးဒုက္ခတွေဖြစ်လာပြီးဆိုရင်ဘယ်သူကြောင့်ဘဝကြောင့်ဘာကြောင့်ညကြောင့်ဆိုတဲ့အမြင်ထက်ငါလူဖြစ်လာလို့လူဒုက္ခခံရတာပါလားလို့အဲ့လိုမြင်စေခြင်းတာဘဝဖြစ်လာလို့ဘဝဒုက္ခခံရတာပါလားလို့မြင်စေခြင်းတာဟုတ်လားဟိုတလောကမန္တလေးမှာငလင်ကြီးအကြီးကျယ်လှုပ်တယ်တချို့ကမညမတာကတ်ဆေးတာလို့တောင်ပြောကြတယ်နော်ရုံမာတဲ့ပုံကိုယ်တွေတေကြတယ်ပေါ့ဆိုကျင်တာကဟိုမဲ့တေလဲတေပေးရတယ်လူရုံမာသိရင်လည်းပဲအတက်ခံရတယ်ဘလောက်များရက်စဲ